ချက်စီးအသင်းကဒီ Crystal Palace အသင်းရဲ့ခံစင်မှုမက်ဆန်လက်ခရိုက်ကိုခေါ်ယူဖို့အတွက်ညှိနှိုင်းမှုတွေစတင်နေပြီဆိုတဲ့သတင်းကထွက်ပေါ်လာပါတယ်ဒီကောင်လေးရဲ့ဗျာကစားပုံစံကလည်းတကယ်ကိုကြမ်းပါတယ်သူ့ရဲ့ဒီဘောလုံးဖြတ်ထုတ်တဲ့ပုံတွေဒီပြိုင်ဘက်ရဲ့အရှိန်အဟုန်ကိုဗျာထိန်းချုပ်ပြီးတော့နေရာယူပုံတွေကတကယ်ကိုအစင်တက်ရှိပါတယ်နောက်တန်းမှာဆိုရင်လည်းဗျာအလွန်တည်ငြိမ်ပါတယ်ကိုယ့်ဘက်ကခံစစ်ကိုဒီလိုမျိုးစိတ်ချရတဲ့ကစားသမားမျိုးနဲ့ဗျာအားဖြည့်နိုင်လို့ရှိရင်ချက်စီရဲ့ခံစစ်ကတော်တော်လေးကျစ်လစ်သွားမဲ့ပုံပါပဲလီမှာဗျာကစားနေတာကိုကြည့်ရတာ तू ကတပွဲနဲ့တပွဲဗျာပို့ပြီးတော့ရှင်းချက်လာပါတယ်ချက်စီးစီသာရောက်လာခဲ့ရင်ဗျာဒီသူ့အတွက်ရောဒီအသင်းအတွက်ပါအများကြီးအကျိုးရှိသွားနိုင်တဲ့အပြောင်းအရွှေ့တစ်ခုဖြစ်လာနိုင်ပါတယ်လက်ရှိဗျာချက်စီးရဲ့အခြေအနေကတကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းနေပါတယ်ချာလိုပါကိုဒီအီတလီကလပ်တွေကမျက်စိကျနေချိန်မှာဗျာအသင်းဘက်ကလည်းဒီနောက်ခံလူတွေတယောက်နှစ်ယောက်လောက်ထပ်ဖြည့်ဖို့ပြင်နေတာကတကယ်ကိုမဟာဗျူဟာမြောက်တဲ့ရွှေ့ကပ်တစ်ခုပါကျွန်တော်တို့အားလုံးသိရတဲ့အတိုင်းပဲဗျာအခုနောက်ပိုင်းချက်စီးရဲ့ကစားပုံက height defensive line နဲ့ဗျာတက်ကစားတာမျိုးဆိုတော့ဒီနောက်တန်းမှာအရှိန်ဟုန်ကောင်းပြီးတော့ဘောလုံးကိုအေးဆေးပေးနိုင်တယ်ဗျာဒီ ball playing defender မျိုးကမရှိမဖြစ်လိုအပ်နေတာပါဒီလိုကစားသမားမျိုးတွေလာဗျာဒီထက်ပြီးတော့ခေါ်နိုင်မယ်ဆိုလို့ရှိရင်ချက်စီးရဲ့နောက်တန်းကပို့ပြီးတော့ဗျာကြန့်ခိုင်လာအောင်ပါသိချပါတယ်နောက်ပြီးတော့ဗျာကျွန်တော်သူ့ရဲ့ခံစစ်ပိုင်းအကြောင်းလေးကိုပြောချင်ပါသေးတယ်ဘုံလုံးဆုံးရှုံးသွားတဲ့အခါမှာခံစစ်ကိုပြန်ပြီးတိစောက်တဲ့နေရာမှာ तू ကတကယ်ကိုထိတ်တန်းပါဘောလုံးကိုဗျာဘယ်နေရာမှာပိတ်ဆို့ရမယ်ဘယ်အချိန်မှာပြန်ယူရမလဲဆိုတဲ့အသိစိတ်ကလုံးဝအပြည့်ပါအဲ့ဒါကဒီချက်စီးအတွက်တော့အင်မတန်အရေးကြီးတဲ့အချက်တစ်ခုဖြစ်လာမှာပါနောက်ပြီးကျွန်တော်အထူးသဘောကျတာကသူ့ရဲ့ဘောလုံးပေးဖို့တဲ့ပုံမှာခံစစ်ကနေဒီတိုက်စစ်ကိုဘောလုံးပေးဖို့တဲ့နေရာမှာဗျာ तू ကအရန်ကိုကျွမ်းကျင်ပါတယ်ဘောလုံးကိုတဆင်ချင်းလှပစွာလဲအရှိန်မသက်ဘဲနဲ့ရှေ့ကိုပို့ပေးနိုင်တဲ့အချက်ကဒီချက်စီးရဲ့ခံစစ်ပိုင်းကိုအရင်ကားထက်ပို့ပြီးတော့ဗျာလှုပ်ရှားမှုမြန်ဆန်လာစေမှာသိချပါတယ်အရင်ကားထက်ဗျာခံစင်းတဲ့တိုက်စိတ်ကြမှာပို့ပြီးတော့ချိတ်ဆက်မှုမိပြီးတော့ပို့ပြီးတောင်တင်းတဲ့အသင်းသင်းဖြစ်လာမှာပါဘောလုံးဆိုတာကလည်းဗျာဒီလိုပါပဲအပြောင်းအရွှေ့လေးတစ်ခုကအသင်းသင်းရဲ့ကန်ကြမှာကိုတပတ်လဲသွားအောင်ဗျာပြောင်းလဲပြစ်နိုင်တဲ့အမျိုးပါအခုနောက်ပိုင်းသတင်းတွေမှာဗျာကြားနေရတဲ့ဒီမက်ဆန်လက်ခရာရဲ့အပြောင်းအရွှေ့ကလည်းဒီပရိသတ်တွေကြားမှာစိတ်ဝင်စားစရာဖြစ်နေပါတယ်အရင်ကချက်စီးရဲ့ကဏ္ဍဝင်နောက်ဟန်လူကြီးတွေလိုပဲသူရောပရိသတ်တွေရဲ့ရင်ထဲမှာနေရာယူနိုင်ပါမလားဒါမှမဟုတ်အရင်ကလိုပဲအခက်အခဲတွေနဲ့ရင်ဆိုင်ရမလားဆိုတာကတော့စောင့်ကြည့်ရမှာပါကျွန်တော်အမြင်ပြောမှဆိုရင်တော့ဗျာလူငယ်ကစားသမားတစ်ယောက်အနေနဲ့ဒီလိုကြီးမားတဲ့အသင်းကိုရောက်လာတဲ့အခါမှာဖိအားတွေတော့ရှိမှသိချပါတယ်ဒါပေမဲ့အလားအလာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်တာကြောင့်အသင်းအတွက်ဘယ်လောက်ထိအကျိုးပြုနိုင်မလဲဆိုတာကတော့အချိန်ကပဲအဖြေပေးသွားပါလိမ့်မယ်ကျွန်တော်ဒီချက်စီအသင်းရဲ့အဲ့ဒီသတင်းတွေကိုနေ့စဉ်အမြဲဖတ်ရှုရှင်တဲ့မိတ်ဆွေများက comment အောက်က Telegram လေးမှာဝင်အောင်ဖတ်ရှုနိုင်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်